ဟုတ်တယ်ဒီလေးဆိုင်ဝင်ဘယ်ကမင်းမရတယ်ကျွန်တော်တို့ရဲ့ဒီစားကြတယ်ဟုတ်ကဲ့ကျွန်တော်ဒီချမ်းတယ်တလူဝဲထားတာလေလားဘာလို့လဲတိတ်ဆိုရင်ဟုတ်ကဲ့ဆိုင်ဒီလေးကတော့ဒီဟုတ်ကဲ့ဘာကျွန်တော်တို့စီးရီပါလေးနဲ့ဟောလေးနဲ့ချင်းရအောင်အဲ့ဒါဆိုတော့အော်ဘာလဲစီးရအောင်ကလေးတော့ဟုတ်တာလားကဲအဖေဆန်းကိုပြလိုက်အောင်ဗျာဟုတ်ကဲ့ဒါတကယ်ဘယ်လိုလဲခုပါလဲဟုတ်ကဲ့အလေးလာကျော်စာရွှေလန်းကြီးချမ်းသာရေးကျွန်တော်တို့ရဲ့နှက်ကလေးများအတူဟုတ်ပါဗျာဘယ်လိုလဲအခုလိုနေနေတာဟုတ်ကဲ့ဒီကကြကျွန်တော်ဒီမှာဆက်ရှင်နေတယ်ဟုတ်ကဲ့အခုလိုဆက်ကျဲဆိုတဲ့ဒီချင်းတယ်ဟုတ်ကဲ့ဒီနေ့အတွက်တနေ့ကလည်းခေတ္တကလည်းပြပါလက်ပြန်မှာလည်းပုံပုံစီးရပါစေချစ်တဲ့မိသားစုတွေဒီစီရတဲ့အချင်းအပြင်ကိုအလုံးဆက်တဲ့တို့ရဲ့ကျွန်တော်မှာပါရဲ့ကျွန်တော်လည်းဘိုးရွယ်ဆိုင်ကနော်ဟုတ်ကဲ့ဒီလိုမျိုးတော့မလေးရှားကိုဒီလိုပြည်တဲ့နေစတဲ့ဒီလိုဟုတ်ကဲ့ကို